လေးတွေကိုတကယ်ချင်းခိုင်းပါသူတို့ကသူတို့လှုပ်တတ်အောင်သင်ပေးပါမိဘတွေကကိုယ်ကလေးတွေကိုအရန်ချစ်တဲ့အတွက်အရာအလုံးကိုယ်တိုင်ပဲလှုပ်ပေးချင်တတ်ကြပါတယ်ဒါပေမဲ့ကလေးကိုလိုက်လှုပ်ပေးလေကလေးကအနာဂတ်မှာသူ့အားသူကိုယ်တက်တဲ့လူဖြစ်ဖို့ chance နည်းလေးဖြစ်ပါတယ်အသက်ငယ်တဲ့အချိန်မှာသင်ပေးတာအသက်ကြီးတဲ့အချိန်မှာသင်ပေးတာထက်အများကြီးပိုလွယ်ကူပါတယ်ကလေးကိုအသက်ရွယ်ငယ်ငယ်လေးကလေးကတီချာလေးသင်ပေးထားမယ်ဆိုရင်အဝတ်စားအပေတွေချွတ်ပြီးအလျှော်ချင်းနဲ့ထည့်ရမယ်ထမင်းစားပြီးရင်ပကံတွေသိမ်းရမယ်စားတဲ့အချက်တွေကကလေးရဲ့နေ့စဉ်ဘဝမှာကိုကလိုက်ပြောပြီးနေမှာမဟုတ်ဘဲနဲ့သူ့ဟာသူ့အလိုလိုကိုလှုပ်တက်အောင်လို့ format ကြနေမှာဖြစ်ပါတယ်ကလေးကိုပြုစုပြောထောင်နေဆိုတာကလေးကကိုမပါဘဲနဲ့သူ့ဟာသူ့အကုန်လုံးလှုပ်တက်တယ်ဆိုတာမျိုးဖြစ်အောင်သင်ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးပြုစုပြောထောင်ခြင်းဟာကလေးကို confidence ရစေပြီးတော့မှဘဝမှာတာဝန်ယူမှုရှိပြီးခြေနဲ့ပျော်ရွှင်တဲ့သူဖြစ်လာစေမှာဖြစ်ပါတယ်ဒါအပြင်ကလေးအနေနဲ့သူ့ဟာသူစူးစမ်းရင်းနဲ့မှအမားတစ်ခုခုလုပ်မိသွားတယ်ဆိုရင်လည်းဒီ